သာသနာတော်နှစ်2549ကောဇာတက္ကရာ1369ခုနှစ်ရတုလကိုယ်နေ့28ရက်ဇန်နဝါရီလ2006ခုနှစ်ရန်ကုန်တိုင်းချင်းမနံမြို့နယ်ပန်းနိုင်ရပ်ကွက်ပန်းနိုင်အင်းယာမိသားစုတို့28ကြိမ်မြောက်ရန်မျိုးအောင်တန်ခါဒါနဆောင်းလောင်းအသင်းကြီးဓမ္မဘုဒ္ဓနည်းပွဲတော်နဲ့ရန်ကုန်မြို့လုံးဆိုင်ရာပရိယတိသာသနာနောက်ကဆံလုံးတင်းကြီးတို့အသိဏကံသူများရည်သက်ချလူတန်းပွဲဓမ္မတော်ဖြစ်ပါလေအဲတော့အသိဏကံဆိုတာနဲ့အညီပဲဒီနေ့အသိဏဆိုတာအာရိရှာအားသာလဝင်တော်နဲ့စိနတ်ကြီးနှလုံးသွင်းအသိဏအမြဲတမ်းကုသိုလ်ပညာဥစ္စာကုသိုလ်ဥစ္စာမြတ်ပညာကောင်းမှုတစ်ခုနေ့စဉ်ပြုလို့ဟုတ်တယ်လေကုသိုလ်ဥစ္စာမြတ်ပညာကောင်းမှုတစ်ခုနေ့စဉ်ပြုလို့ဒီနေ့မှာကုသိုလ်တော်၎င်းရအောင်နေပစ္စည်းဥစ္စာရအောင်လုပ်ရင်တော့မလုပ်ရင်ပညာတစ်ခုကိုကြောင်းလို့ပါပညာတွေလောကီပညာလောကုတ္တရာပညာရှိတော့သုတ္တပညာဘာဝနာပညာရတော့အများကြီးပဲအဲဒါကြောင့်မလို့အာစိဏအမြဲလုပ်ရမယ်လုပ်ငန်း၃ခုရှိပါတယ်ကုသိုလ်ရအောင်လုပ်ပစ္စည်းဥစ္စာရအောင်ရှားပညာတိုးဝအောင်လုပ်အဲဒါကြောင့်မလို့ကုသိုလ်ဥစ္စာမြတ်ပညာကောင်းမှုတစ်ခုနေ့စဉ်ပြုလို့တော့အာစိဏအကြောင်းဟောဘုရားကောင်းစဉ်ကကောင်းမှုတစ်ခုအမြဲပြုနော်ဘုရားကောင်းစဉ်လေးကအစိဏနဲ့အစိဏကံဆိုသောပုဂ္ဂိုလ်များတွေဟောရတာပါအဲအာစိဏဆိုတာအာစိဏံကောပဏိတံဘဂဝမြတ်စွာဘုရားရှင်ဒါမြတ်စွာဘုရားရှင်အလေးအဖြစ်ပဲအလေးအဖြစ်ပုံမှန်လုပ်တယ်လေဗျတရားနာလေးရှိတယ်ဆန်းလောင်းလေးရှိတယ်သူဘူးစုတယ်ဆိုတော့ဒီနေ့နည်းနည်း9ပြား10ပြားတစ်ချက်100 200 1000သိန်းရှိအောင်အဲ့ဒီနေ့စဉ်လုပ်တယ်ဒီဘောမပြောတာအဲအာစိဏကံအာသနကံလို့ကံလေးနဲ့ဒီလိုပြောပါတယ်ပုံမှန်လုပ်တဲ့ကံကအာစိဏကံနီးတဲ့ကံအာသနကံသဗ္ဗေယရိကံတစ်ခုတည်းအာစိဏကံနဲ့အာသနကံတစ်ခုတည်းသေကံဤကာလပုဂ္ဂိုလ်အတွက်ကိုသင်ရင်တော့ဖြင့်အာသနကံကအကျိုးပေးပါတယ်အာစိဏကံနောက်ဆုတ်သွားတယ်ဥပမာနေတိုင်းဆုံးနေလောင်းတယ်နေတိုင်းစုဘူးတွေစုတယ်သာသနာနောက်ကပရိယတိသာသနာနောက်ကဆံတော်သင်ကြီးတွေလှူတယ်နေတိုင်းနှစ်တိုင်းလာတိုင်းလုပ်ခဲ့တာဒါပေမဲ့လို့သေကံဤကာလမှာဇုံတရားကိုသွားဆွဲလန်းလို့ရှိရင်တော့ဘဝတိမ့်သွားပါတယ်အဲ့ဒါမျိုးကိုအာသနကံလို့ဆိုပါသည်အာစိဏကံနဲ့ဒါပဲဒီတခုတော့ရှိတယ်ခံရလား9ရက်ပဲမြတ်စွာဘုရားရှင်တဲ့မန္လိကာဒေဝီအလွန်ရင်းနှီးတယ်အဲ့ဒီမန္လိကာဆိုတဲ့ဩဒရမင်းကြီးရဲ့ဒီဗျာဥပဒကမှာရှိသည်မြတ်စွာဘုရားနဲ့အလွန်ရင်းနှီးမြတ်စွာဘုရားတရားတွေကိုအာစိဏကံအမြဲမပြတ်နားပါတယ်ပွားပါတယ်အားထုတ်ပါတယ်သို့တော့သေကံကြီးမှာယောက်ျားကိုတိမ်လိုက်တဲ့မုဒ္ဒဝါဒကံလေးကြောင့်9ရက်လောက်ဘဝတိမ်သွားတယ်9ရက်ဟိုဘက်ကိုမရောက်ပါဘူးတဲ့ဒါအာစိဏကံကအာစိဏကံမရှိရတဲ့ပုဂ္ဂိုလ်တော့အဲ့ဒီရောက်တဲ့ဘဝမှာနေရတော့ပဲခွေးပြင်းလည်းခွေးနေရတော့ပဲဟိုဆုံးနေအများကြီးလောင်းနေတယ်ရန်မျိုးဟာသံဃာဒါနဆုံးလောင်းသိကြီးဖွဲ့ပြီးဆုံးနေလောင်းတယ်အဲ့ဒီဆုံးလောင်းတဲ့ဆဲကနမူနာတစ်ခုပြောပါဘောင်းချောက်ကောင်းတာတွေလောက်တာဒါပေမဲ့ဝတ်သားလေးတစ်ဖက်ကိုယူစားမိတယ်ဘိုက်ဖာတာနဲ့အဖြစ်တော့ဘူးနော်အာစိဏကံနဲ့အာသနကံရဲ့ထူးခြားမှုကိုပြောတာဟိုအာသနကံဆိုတာက approximately action ပဲသူနီးတယ်ဒီကသူကအကျိုးပေးမြန်တယ်ဒါအားမရှိဘူးအာသနကံဒီသေကံဒီကာလမှာပေါ်တာဖြစ်ခြင်းကြောင့်မရဏသန္နကာလိသေကံဒီမရဏသန္နဇောမှာပေါ်တဲ့ကံဒီကပ်ပြီးတော့အဲ့လိုကပ်ပြီးပေါ်တာဖြစ်ခြင်းအာသနနီးရအာစိဏကအမြဲတမ်းလုပ်တာအဲ့အာသနနီးတဲ့ကံကခုနကတော့တစ်ချောင်းလုံးသုံးနေလောင်းနေပြီးကြောင်းနေဆောက်ခဲ့ပြီးအဲ့ဒီဝတ်သားလုံးလေးတုံးကိုဗိုက်စာလို့မှတ်တမဲ့ပါးစပ်ထဲထည့်လိုက်တာ
သေကံဒီမှာအဲ့ဒါတွေသွားမြင်လိုက်တယ်ဟောဗျာငါကြာကြီးပဲ28ကြိမ်အချိန်90မှာဆွမ်းလောင်းခဲ့တာငါဓာတ်ချောက်ကောင်းခဲ့ပြီးတော့အဲ့ဒီဝသားတော်လေးတို့ငါစားမိလိုက်တယ်15ဦးပဲဗျာဒုက္ခပါပဲဆိုဘတ်ဆိုသူ့တွေကြတယ်အဲ့ဒါလည်းသိသွားတယ်မြန်မာပါဠိလိုပြောတော့သူ့တွေကြတယ်မြန်မာလိုသိသွားတယ်အဲ့လိုသိသွားလို့ရှိရင်တဲ့အဲ့ဒီသတ္တလုံးဆွမ်းလောင်းခဲ့တဲ့ကုသိုလ်တွေကိုကြော်ရဲ့အဲ့ဒီဝသားလေးတစ်ပတ်စားခဲ့တဲ့အကုသိုလ်ကအထက်အကျိုးပေးပါအဲ့ဒါကိုအာတဏကံဆိုပါသည်နားလည်မလားနမူနာပြောပါမယ်အခုဘုန်းကြီးတို့တရားဝဲလုပ်နေပါတယ်တရားဝဲလို့တော့ဘုန်းကြီးကလည်းဖြစ်ဖြစ်လည်းသွားနိုင်ပါတယ်ကိုဝင်းစောလည်းဖြစ်ဖြစ်လည်းသွားနိုင်ပါတယ်တရားဝဲပြီးသွားတဲ့အခါမှာကိုဝင်းစောကဒီနားမှာထိုင်းနေပါတယ်ဟိုတရားဝဲရဲ့အပဝါနာမှာအဖွားကိုတယောက်ရှိပါတယ်တရားဝဲပြီးလို့စရည်ဆိုတဲ့အခါကျတော့အဲ့ဒီဖွားကိုနဲ့ကိုဝင်းစောဘသူကလမ်းပေါ်အရင်ရောက်ဖွားကအရင်ရောက်တယ်စာပေမှာတော့နွားအိုကြီးနဲ့နွားအပြူလေးနဲ့ဥပမာပေးပါတယ်ခြံတကားပြည့်ရတဲ့အခါမှာနွားအိုကြီးကအဲ့ဒီခြံတကားရဲ့အဝါနာမှာအိတ်နေတယ်တဲ့နောက်တစ်နေ့မှလည်းခြံတကားဖွင့်တဲ့အခါမှာတော့သူကအရင်ဦးဆုံးထွက်ပါတယ်ဒါပေမဲ့တော်တော်လေးလေးကြာတော့အဲ့ဒီနွားပြူကြီးကသူ့ကိုကြော်သွားတယ်အဲ့ဒီတိုင်းနဲ့အခုလည်းတရားဝဲကြပြန်တော့မယ်ဆိုတဲ့အခါမှာဒီနာကဘုန်းကြီးရှင်နာမှာရှိနေတဲ့ဒကာကြီးဒီမှာမိုက်ခရိုဖုန်းကန်တာမထနိုင်ဘူးဟောဝါနာမှာရှိနေတဲ့ပုဂ္ဂိုလ်ကအရင်ပြန်သွားတယ်သို့တော်လည်းအဲ့ဒီအမေအိုကြီးကိုတော်ကြတော့ညီတို့ကနေကြော်သွားလိုက်ပါတယ်အာသနကံသည်အရင်တော့အကျိုးပေးတယ်အားမရှိဝိဖြစ်အဲ့ဒီသေကံဤကာလမှာ approximately action တွေချက်ချင်းတော့အကျိုးပေးတယ်ဒါပေမဲ့1ရက်2ရက်3ရက်4ရက်5 6ရက်9ရက်ကျန်ပြောက်သွားတယ်နားလည်မလားအဲ့ဒါကြောင့်မလို့ဝိသခာတိsorry မဏိကာတိအဲ့ဒီကောသလမင်းကြီးကိုလိန်လိုက်တဲ့အတွက်ကြောင့်9ရက်လောက်တော့ပြိတ္တာဖြစ်ပါတယ်9ရက်လည်းပြီးရောနတ်ပြည်ရောက်သွားတယ်အဲ့ဒါပါလေနတ်ပြည်ရောက်စေတာအာစိဏကံပြိတ္တာဖြစ်စေတာအာသနကံနားလည်မလားဒါပြီးဓမ္မနဲ့သဘောအဲ့ဒီတည်းပဲဆရာတော်ရဲ့ရှေ့မှာထိုင်နေတဲ့ကိုဝင်းစောသည်အာစိဏကံသူရှေ့နားမှာရှိတယ်ဟိုးတရားဝဲနောက်ဆုံးမှာရှိတဲ့အမေအိုကအာသနကံသူကအရင်ထွက်ပါတယ်တော်တော်လေးကြာတဲ့အခါမှာကျွန်တော်တို့ကသူ့ကိုကြော့ပါတယ်အဲ့တော့အာစိဏကံဆိုတာအဲ့ဒါကိုပြောတာပါနော်အမြဲတမ်းပဲလို့ဆိုရင်အမြဲတမ်းပဲကုသိုလ်ကောင်းမှုတွေရှိနေတဲ့နဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေရှိနေတဲ့အခါမှာအကုသိုလ်တရားကထွက်ပြီးကျိုးပေးတဲ့ရှိပါတယ်ဒါကဥပါဒနာခန္ဓာလို့ခေါ်တဲ့ဆွဲလန်းမှုသဘောတရားကိုနားလည်ရင်တော့ကိစ္စမရှိဘူးပေါင်းနဲ့ကြည်ပြီးတော့သီလတွေစောင့်တည်ပြီးတော့မှဟာသီလမှမပြတ်ဘူးသို့တော်လည်းတနေ့သောအခါမှာပိန်းရကလေးကိုဆွဲမိလိုက်သေကံဤကာလမှာအဲ့ဒီမထေကြီးကပိန်းရကလေးဆွဲတာဩဒေသနာကြားဖို့အာဘဖြစ်ဖို့လူလည်းမရှိဘူးဆိုပြီးတော့စိတ်ဆင်းရဲပြီးသိသွားတဲ့အခါမှာဧရကပတ္တပိန်းရကိုပိန်းရကြီးတော့ရှိတယ်ပိန်းရကြီးနာမှာဆိုတဲ့ဧရကပတ္တငကားကြီးဖြစ်တယ်ပိဋ္ဌာတစ်မျိုးမွေပေါ့ဗျာအဲ့တော့သီလတွေနှစ်ပေါင်းပေါင်းနဲ့ကြည်ပြီးစောင့်တည်ထားတော့လည်းပဲအာသနကံတွေအဲ့ဒီသီလဒါနသီလများကိုကျော်လွှားရကျိုးပေးရပါလိလို့မှတ်တာဆိုအာသနကံသေကံဤကာလထင်တဲ့အာယုံအဲ့ဒီသေကံဤကာလထင်တယ်ဆိုတာကြောင့်ဖြစ်ခြင်းကြောင့်သေကံဤကာလမှာကပ်ပြုတာကိုဆိုလိုတာမဟုတ်ပါဘူးသေကံဤကာလမှာထင်လာတဲ့သဘောကိုပြောတယ်နော်သေကံဤကာလမှာထင်လာတဲ့အာယုံကိုအာသနကံလို့ဆိုပါလိအခုဒါရင်ဘယ်လိုလုပ်မလို့ဣဒံဤဘုံညံကတ္တဝနာနာဂရိတ္တအနာဂရိတ္တကသံပတိပါပုံနိတုံစနိတောအနာဂတမတံစိနေတောပရိလာပတိဘလောနာမဟောတိအာစိဏကံကိုပြုဖို့အတွက်အချက်၃ချက်ရှိပါတယ်နော်ဘလို့အချက်၃ချက်လဲအတိတ်ကာလရဲ့သစ္စုပ္ပန်ကာလရဲ့အဲ့လိုကာလလေးတွေခဏကြက်တာခဏရေးထားလိုက်နော်အတိတေတိကာလကအတိတေတိကာလမှာကိုညက်သာကောင်းမှုကိုကတ္တတာယေဝပြုသည်ဖြစ်ကြောင်းမိငါအယံသံပတ္တိပြည့်စုံခြင်းသည်ဟောသည်ဖြစ်ခဲ့ပါ၏တေယုံဤသို့စိတ်နှံသောကြံစီသည်ဖြစ်၍တိရမတ္တံအတိတ်အကျိုးငါစိတ်နေတုံကြံစီခြင်းငါပရိဘလောနာမဟောသည်ဘုဒီကနေ့တကြီးနေနေရမယ်အာနာရရှိမယ်ပါဝါရရှိမယ်ပညာတွေတတ်မယ်ဒါကအတိတ်တုန်းကကုသိုလ်ကောင်းမှုတွေကိုလုပ်ခဲ့လို့
အခုဒီစည်းစိမ်ဥစ္စာချမ်းသာတွေကိုရတာပဲဆိုပြီးတော့အတိတ်ကိုလှမ်းမျှော်ကြည့်ရလေအာစိဏနေ့စဉ်ကောင်းမှုတွေပြုပါကောင်းမှုပြုတဲ့ဗါတယ်အဒီဒီဒီကာလနဲ့ပုံညတ်တာကောင်းမှုကိုပုံညတ်တာရဲ့ပုံညတ်တာကောင်းမှုကိုကြရတဲ့ရေဝပြုအပ်သည့်ဖြစ်ကြောင်းသားနဲ့မိငါအယံသမတိဒီလိုစည်းစိမ်ချမ်းသာသည့်ဟောဒီဖြစ်ခဲ့ပါပြီဧဝံဟုစိတ်နှံတော်ကြံစီသည်ဖြစ်၍အတိတ်ကိုပြန်ကြံစီလိုက်အခုလိုလက်ကောင်းခြေကောင်းအသိဉာဏ်ကောင်းတွေရတာတရားကောင်းတရားမြတ်တွေအခုလိုနာကြားခွင့်ရတာဘုရုံးကလည်းဒီလိုတရားဝဲတွေဒီလိုအာသိဏကံတွေလုပ်ခဲ့တယ်လို့သိ၍အတိတ်ကိုကျင့်၍လည်းအတိတ်ကိုကျင့်၍လည်းအာစိဏအမြဲမပြတ်လုပ်ပါဒီကံနေယခုကံနေပုံဉဏ်ကောင်းမှုကိုကတ္တဝအပြည့်ရသာလင်အနာဂရိနာဂကာလ၌သမတ္တိပြည့်စုံခြင်းကိုပါပုံလေးတော့အခုကနေပြီးတော့ကောင်းမှုတွေလုပ်ရင်အရင်ကကောင်းခဲ့လို့အခုကောင်းတာရတယ်အခုကောင်းတာတွေလုပ်ရင်နောက်နာဂမှာလည်းပို့လို့ကောင်းမယ်ဆိုပြီးတော့အနာဂတ်ကိုကြံစည်ရလေကောင်းမှုကုသိုလ်တွေအာစိဏကံလုပ်ပါပါဠိကတော့အာစိဏပဲရှိတယ်နော်ဒါခင်ဗျားတို့အာစိဏကံဆိုတာနှုတ်ကြိုးနေလို့ပါဠိကတော့အာစိဏလို့ဆိုပါတယ်အဲ့ဒီအာစိဏအမြဲလုပ်တဲ့ကံကအာစိဏကံအာသနကံအာစိဏကံဒုတိယနှုတ်ကြိုးနေလို့အာစိဏကံအာသနကံဟုတ်ပြီလားဒါရဲ့ပါဠိကတော့အာစိဏဆိုတာအလေးအကျက်ပုံမှန်လုပ်တယ်လို့ဆိုလိုတယ်အဲ့တော့ပြစ္ဆုတ်ပံပြီးကြတော့လေဣဒံပုံညကမ္မနာမဒီလိုရံမျိုးအောင်သံဃာဒါနဆောင်းလောင်းတင်ကြီးကိုဖွဲ့စည်း၍ဆောင်းလောင်းခြင်းတွေ၎င်းဓမ္မပူဇာပွဲတော်တွေလုပ်ခြင်းတွေ၎င်းရံမျိုးလုံးဆံရပရိယတ်တွေသာသနာနှုတ်ကဆံလိုတင်ကြီးကိုအာသိဏကံစုဝုတွေလုပ်ခြင်းတွေ၎င်းသဗ္ဗုရိသနံသူတော်ကောင်းတို့၏အာသိဏအလေးချက်ပဲမယံမကြံငါတို့၏မကြံငါတို့မှာပေါ်ကားပြီးစည်းစိမ်ဥစ္စာတွေလည်းသံဝေဒံတွေရှိကြပါကုန်၏ဒါယကစိတ်တံပေးလူခြင်းနဲ့စိတ်ဓာတ်တွေရှိပါ၏ဟောစည်းစိမ်ဥစ္စာလည်းရှိတယ်ပေးလူခြင်းနဲ့စေတနာလည်းရှိတယ်ဆိုရင်အန္တကဲတကယ်စင်စင်ကတော့ငါတို့ဒီပုံညာဒီကောင်းမှုတွေကိုကောရောမီပြုမယ်နှစ်ချက်ပါတယ်စည်းစိမ်ဥစ္စာလည်းရှိတယ်ဒီပစ္စုပန်မှာလူနိုင်တဲ့စွမ်းအားလည်းရှိတယ်လူခြင်းနဲ့စိတ်လည်းရှိနေတယ်ဆိုရင်တဲ့ဒီပစ္စုပန်မှာကောင်းမှုကုသိုလ်ဆိုတာသူတော်ကောင်းတို့ရဲ့လုပ်ငန်းလို့သိ၍အစိဏတစ်ချက်သုံးချက်ရမယ်အတိတ်တုန်းကဒါနသီလဘာဝနာများကိုဆန်းဆန်းတမန်လှုပ်ဆောင်ခဲ့၍ဤပစ္စုပန်ဘဝဝယ်ကောင်းကောင်းမွန်မွန်နေရပါသည်ဒါကြောင့်အဲ့ဒီအနာဂတ်ကကိုလုပ်ခဲ့တဲ့ကိုယ့်ရဲ့ကုသိုလ်ကိုပြန်အာရုံပြု၍အာစိဏကံလုပ်ပါနောင်အနာဂတ်မှာဒီကနေ့လုပ်လိုက်တဲ့ကုသိုလ်ကောင်းများကြီးအနာဂတ်အတွက်ဒိဋ္ဌာများဖြစ်တယ်ဆိုပြီးအနာဂတ်ကိုမျှော်၍လည်းအာစိဏလုပ်ပါတယ်ဒီပစ္စုပန်မှာတရားနာတယ်ဆိုတော့သူတော်ကောင်းတို့အလုပ်သီလယူတယ်ဆိုတော့သူတော်ကောင်းတို့အလုပ်ဒါနပြုတယ်ဆိုတော့သူတော်ကောင်းတို့အလုပ်ဘာဝနာဆိုတော့သူတော်ကောင်းတို့အလုပ်သဗ္ဗုရိသနံသူတော်ကောင်းတွေလုံရိုးလုံစင်ရှိတယ်ဆိုပြီးတော့တွေးရည်လေပစ္စုပန်အတွက်လည်းအာစိဏလုပ်ပါသုံးချက်ပါရအတိတ်အနာဂတ်ပစ္စုပန်ပြန်ပြောမယ်အတိတ်အနာဂတ်ပစ္စုပန်ယခုကောင်းတာဘယ်တော့မှကောင်းမယ်လို့လဲဒီအတိတ်ကလုပ်ခဲ့တဲ့ကိုယ်ကံကိုအာယုံပြန်ပြုပြီးတော့အာစိဏကံလုပ်ပါတဲ့အခုကောင်းလို့ရှိရင်အနာဂတ်ဘာဖြစ်မလဲအနာဂတ်ကောင်းတာကိုအာယုံပြုပြီးအာစိဏကံလုပ်ပါတဲ့အခုကြည့်လိုက်တဲ့အခါကျတော့သူတော်ကောင်းတွေတရားနာတယ်သူတော်ကောင်းတွေဒါနပြုသူတော်ကောင်းတွေသီလဆောက်တယ်သူတော်ကောင်းတွေတရားထုတ်တယ်ဒါသူတော်ကောင်းတွေအလုပ်ပဲသူတော်ကောင်းတွေအလုပ်ငါတို့လုပ်တာပဲအဲ့ဒါအာစိဏကံဣတိဤတို့သုံးခုသောတရားတွေကိုအာယုံပြု၍အာစိဏကံဆောင်ရွက်ပါသည်ရမလားအဲ့ဒါအာစိဏကံဆိုတာဘာလဲဘုရားကပြောလို့ကုသိုလ်နေ့စဉ်လုပ်တယ်ပစ္စည်းဥစ္စာကိုနေ့စဉ်ရှားတယ်အတ္တပညာကိုနေ့စဉ်သင်တယ်အဲ့ဒါတွေကိုအာစိဏဆိုပါဘူးဘာလို့ဆိုလဲအာစိဏလို့ဆိုတယ်အဲ့ဒါအာစိဏဆိုတာဘာလဲဟောအာစိဏကအဖို့ရဖြစ်တာပြီးတော့ဓမ္မမြတ်စွာဘုရားရှင်အာစိဏကလေးရေသေးဘိက္ခဝေဘိက္ခဝါဝိနယဝိနယောတိဒေပန္တိဝိနယဝိနယောတိဒေပနိယဘာဒိတံအလဖိတံတထာဂရေနဘာဒိတံလဖိတံတထာဂတေနာတိဒေပန္တိအနာစိဏတထာဂရေနအာစိဏတထာဂရေနာတိဒေပန္တိအာစိဏဟောဘုရားရှင်စကား
Sada Grina Bayashin the Anasina Malaysia de Yadu Azayal. Payashin Malaysia de Yago. Laysia you thought. Payashin Poman looked at it ago and Malo put up your Adamakabare. Sada Gondor. What are they? Hobby. Begoyan, Novegoyan, Norodi, Bozanaida, Bozanaida. Nyaga do a single machine, a Paribana Sinavagoi. Bozana Dukaya do is singing over Paribana Sinavagoi. Onozana not Nataya, Lumia, a Siwa Majina. I don't know that Yazavia, the Ritavagado, Lumia Machantaro, Chin, and nothing. What is it? Yanavadi, Bahusana Ahita. Lumia Atuka Machanda, Ahita, Siwa Meshibu, Anata, Shumebo, Tonge. Ayamlo Nangano Nanganoa, Nangano Suaga, Tamagriga, Bahusana Hita, Tara, Lupira. Lumia, Konyo, Soundnet, Pono, Sobiro, the hour of Ponyo, Wet Kappa, the hour of Pono, Tamagriga. Bozana Hita Tarasima, Alumni cut, worry, no? Onuro Mayabu, Mayama. And my Chibian Jaro, Edan Lavavi, or my Mayiva. Chibian Jaro, Sila the Bondon, Tatu Solution, Tamagria Sayama, Tamagariga, Bozana Hita Tara, Maha Tamagariga, Bozana Hita Tara, Tamagariga, Sayama, Buena Shiva, means Zombo. Tamagariga, you the boy Avare. Not a word of Mahabharata, not a boy in nice journey, no? Yes. Shankimadi Lingara, Tigujara, we got the Bongwes of Novioma, the Markatiga, Mahara Markatiga, Bozana, Hita Tara, to the Swava. No? When you are go with another Pizam Jivo, Yamajana day. Bozana Hita Tara. Tatawari, Siwachana, Masamu. Tatawari, Jume was the song, Jume was the song, and I say, I say not. Tatawari is singing, although and I say not. It is in I say again to the man. Lunagima Tatawari, Sanaya, Kudo Gamu, Tuaya, Tuaga Yari, Makoya Paya, and then Loa, the moment. Bonza de Bego Begua Bonya Badoni, Tisim and Tatama and that happened here, the Malolo saying, Yede Bego Dama, the Mori Divani. Yazavia Malaysia, Yaru, Holland, and Yazavia, Bridget, Yaru, Mohus to him. And the Rojan, Royan or Yavale, Bozam Yazagono, Pogurua, Aponium, Macamu, the Arigo, Patawani, Quadivagoi. These are the Iman that the man to the Yago and that Dabani, Kuazirana to Valley. Young and Janite. Taragrina, Goramian, the Arsin and Legia or Yavolaga, and I say no Malaysia or Yavolaga, depending Hoya Valley. Payashin Legia de Ya. Payashin Malaysia de Yao, Yandy, Hoame, the Arsin and Hora, but come up on Hoa de Ya. Other Gondor. Payashin Legia de Ya, Payashin Malaysia de Yao, Yandy, Hoame. Payashin Legia de Yari, Homa, Payashin Lisa, Melodia Yari, Hoyen. Do they say him and not the same, Kamu Guru, Maduwa, who do about the Aquapion. It is in the hour of Magriga Miadi. To the round the Yamakwe. Tatawa Mia Sibuabo. Tatawa Mia Chantavo. Tatawa Mia Achushigo. The Alam Pone, a Jew, Sibua, Chanda, Chipo, they are Hoa. Ella Athena. Hello, Moman, a cool John Pabu. Ko Kasi would do it, Ko Lala, what I would do him. Hoyan, Tatawari, a Josie one may allow your body, Tatawari is singing everybody. No? Luria Bazaga, the Upe, Tozi, and the Ponia, the Magaria, Ukotana, Mali, and the Beretta in Romia, Sinaji Vora. No? What are they? Adam, the way you was a guy, and Tazana, so what said the year, Macusa of Yai, the true man, Figuria, she did a true Marlin, who's a cargo on a 20 miles. So they are a poido that the cargo matter of couldn't put Sura. So what? Many of them want Manepate, Sanajiria, he said, the Ponepate, for the dog, a comment to Chibu, a Carlo Unigram, Namuna, so the Jama and a county there. The Pate, the Ponepro, the Tomatiana for the Ingram, Moya Diana made it as well. No Moya Diana by Onemo, a time young Elzero.
နေရတနေရစဉ်းစားကြည့်ကြပါလေမနေ့ကတစ်ချက်ခွဲလောက်မှဘုန်းကြီးတို့သုံးဝရောက်ပါတယ်တရားနှစ်ပွဲဒါမှားပေးလိုက်တာပါမှားပေးလိုက်လို့တရားပဲပေးတဲ့ဆရာတော်ကမန္တလေးသားဆိုတော့သုံးခွာဆိုတာပသိညွန့်နာကတ်တဲ့ပြင်ပေးတယ်ဗျာအဲ့ဒါဆိုတော့ကိုကသူသေးတယ်သူကတော့မန္တလေးကဘုရားဘုရားတယ်ဆိုတော့ဒီမှာဘုန်းကြီးကတော့ဒီမှာမောနေနော်အဲ့တော့သုံးခွာနဲ့ပသိညွန့်ကတ်ပေးတယ်တနေ့တည်းပေးတော့အေးရောပဲအဲ့တော့သံဃာတော်ရှင်သူမြတ်များတို့ဓမ္မဂရိကရှင်မြတ်ရဲ့ခံချက်ကိုပြောတာပါပါတယ်လေလူများစီးပွားချမ်းသာအကျိုးရှိဖို့အတွက်အဲ့တော့လူများစီးပွားချမ်းသာအကျိုးရှိဖို့ရဲ့သူတော်ကောင်းတရားမကွယ်ဖို့ရဲ့လက်ချက်အဲ့ဒါဘုရားရှင်လေ့လာတဲ့အာစိဏခေါ်ပါသည်နားလည်လူတို့ပါဠိတော်တိုင်းပြောတာပါဆရာတော်ထင်မပြောပါဘူးပါဠိတော်တိုင်းပြောတာပါကောစားနော်ဘုဇနာဣဒယဘုဇနာဒုက္ခယဘုဇနာထာယဘုဇနာဣဒယလူများတွေစီးပွားတိုးတက်ဖို့လူများတွေတိုးတက်ဖို့ဘုဇနာဒုက္ခယလူများတွေချမ်းသာဖို့ဘုဇနာဣဒယလူများတွေအထာယအကျိုးရှိဖို့ရဲ့ချမ်းသာဖို့ရဲ့တိုးတက်ဖို့ရဲ့စိတ်တွေတိုးတက်လာဓမ္မဂရိကဆရာတော်များသည်စိတ်တွေကိုပြင်ပါတယ်ကိုယ်ကျင့်တရားတွေကိုပြင်ပါတယ်စိတ်ကြည်ငြိမ်မှုတွေကိုပြင်ပါတယ်ဘက်လိုက်မှုတွေကိုပြင်ပါတယ်အသိဉာဏ်တွေကိုထည့်ပေးပါတယ်တရားဟောဆရာများကြီးခင်ဗျားတို့ကားလမ်းကြီးတွေပြီးအောင်မလုပ်ပေးနိုင်ပါဘူးခင်ဗျားတို့ construction ကြီးတွေအဲ့ဒီစာကြီးတွေမဆောက်ပေးနိုင်ပါဘူးခင်ဗျားတို့တရားကြီးတွေမဆောက်ပေးနိုင်ဘူးဒါပေမဲ့တရားဆောက်လိုက်သောအင်ဂျင်နီယာတွေနိုင်ငံတော်ကသိန်းတစ်ထောင်ကျမဲ့အရာကို1500ပြည့်အောင်မဆောက်နဲ့အဲ့ဒါဓမ္မဂရိယလောက်ဒါပါပဲအဓိကဟုတ်ပြီနော်အဲ့ဒါပဲဆရာတော်ဥပဒနာတော်ကစက်သားတွေရေမဖန်တီးပေးနိုင်ဘူးဒါပေမဲ့ဥပဒေကိုလေးစားလိုက်နာတတ်ရအောင်ဥပဒေကိုကူညီပေးတဲ့အဖွဲ့အစည်းတွေဖြစ်လာအောင်အဲ့ဒါတရားတော်ကြီးအလုပ်လေအင်ဂျင်နီယာကျောင်းမှာအင်ဂျင်နီယာရင်းပညာသူ့ရဲ့အင်ဂျင်နီယာမှာအဲ့ဒီအင်ဂျင်နီယာပညာဘယ်ချိုးတွေနဲ့ဆောက်လဲမသိဘူးဒါပေမဲ့ဘုဇနာဟိတယဒီတိုက်ကိုငါဆောက်ပေးပြီးရင်အဲ့ဒီထဲမှာဘုန်းကြီးလည်းစွန့်စားမယ်သီလရှင်လည်းရှိမယ်အဖိုးကြီးလည်းရှိမယ်ပွားကြီးလည်းရှိမယ်ခလေးတွေလည်းရှိမယ်ဒီတိုက်ကြီးသည်အသိဉာဏ်ပညာနားလည်တဲ့သူတွေဒီတိုက်မှာနေလိုက်မယ်အသိဉာဏ်ပညာနည်းသေးသောခလေးလေးတွေလည်းရှိလိမ့်မယ်။အိုမင်းမစွမ်းဖွားရည်နေလိမ့်မယ်။သူတို့တွေနေနိုင်ချမ်းနိုင်စားနိုင်အောင်တိုက်ဆောက်သောပုဂ္ဂိုလ်များကအဲဒီ contractor များကသူအင်ဂျင်နီယာများကငါလည်းမိသားစုနဲ့နေတာပဲအတိုက်အုံနဲ့နေတာပဲလူဆိုဒီမှာprivate သမိုင်းမတင်နေတော့လူတွေကတယောက်ချင်းနေရတာပဲ။တစ်ပင်အောင်မအိတ်တယ်ဂူထဲမှာနေတယ်အဲဒီကိတ်ပြင်မှာနေတယ်လူတွေကသမိုင်းဦးဘုံမြေစနစ်ကတဖြည်းဖြည်းနဲ့ကြောက်ခက်ဦးကြောက်ခက်လဲကြောက်ခက်နောင်ကြီးခက်တန်ခက် industrial age တဖြည်းဖြည်းနဲ့သုံးနေ doctor age iron age industrial age atomic age ဒီကနေ့ education knowledge age အသိပညာတွေလိုလားလားစက်မှုတော်19ရာစုမှာ19ရာစု early 90th century 19ရာစက်မှုလည်းမလို့ပြောင်းသွားတယ်19ရာစုနောက်ပိုင်းမှာ atomic age ကွန်ပျူတာတွေခုနကပြောတဲ့အမှုတွေပေါ်လာပြီအဲဒီကနေတဖြည်းဖြည်းနဲ့ information age သတင်းဆက်သွယ် knowledge age အဲ့လိုဖြစ်လာတဲ့အချိန်မှာလူတွေသိဉာဏ်ရှိတယ်ပြန်မပြောရလို့ဒါဖြစ်မယ်ဒီတိုက်ကြီးကဆောက်လိုက်တယ်ကွာဝုန်းတိုင်းပြိုကြတယ်ကွာသိတယ်ဒါမဟုတ်ဘူးတို့လည်းကြောင်းနေဆောက်နေသိတယ်ဒါကွာဒါဒီလောက်တော့သုံးနေဒါဖြစ်ရတာနဲ့ဒီဉာဏ်လေးကကောင်းမလို့ပဲတင်တယ်ဒါခိုလိုက်တာပဲသူတို့စိတ်ထဲမှာခံစားချက်တွေရှိနေဒီပေါ်လေးမင်းတို့ငါတို့ပြိုကြတဲ့အတိုင်းမင်းတို့မဖြစ်ပါစေနဲ့မကောင်းတော့သွားပြီရတယ်ဆိုတော့အဲ့ဒါမျိုးတွေစိတ်ကောင်းစေတနာကောင်းနေစိတ်ကောင်းစိတ်မြတ်တွေဤနိုင်ငံမှာဖြစ်ဖို့အတွက်ကျွန်တော်တို့တာဝန်ရှိပါတယ်ဒါပါဟုတ်ပြီနော်ဘာလဲစိတ်ကောင်းအားစိတ်နဲ့မြဲနေ့တိုင်းနဲ့usually အမြဲတမ်းပုံမှန်လုပ်နေတယ်so I read the usually tell the beast how unused အသုံးပြုတယ်ငါဒီ beast ကိုဒုပရိစိတ်ပါတယ်I do usually busy ဘယ်နည်းစိတ်လဲနေရင်စိတ် every day စိတ်ကပြောတာပုံမှန်စိတ်ကဒီချိန်ကိုအဲ့လိုမျိုးပုံမှန်လုပ်နေတဲ့လုပ်ငန်းတွေပုံမှန်လုပ်နေရတဲ့အာစိဏလုပ်ငန်းတွေမှာနေတိုင်းဒီတိုက်ကြီးပေါ်တက်ပါတယ်ဒီပရိမောက်တွေကိုဖွင့်ပါတယ်ဒီဘုရားရှင်တွေကိုရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တရားဝါဒဘုရားဓမ္မများဖြင့်ဤလောကကြီးကိုပြင်ဆင်လို့ရပါတယ်အဆောက်အဦများကြီးကိုမပြင်ပါဘူးစိတ်ကိုပြင်တာပါဘာလို့ပြင်သူ့ပြင်တာဟုတ်ပြီနော်သက်ဆိုင်ရာပုဂ္ဂိုလ်တွေအများကြီးပေါ့ဗျာလူလောကကြီးမှာဘုန်းကြီးတို့ဒီနေ့ဆိုတော့တိုက်ကြီးတိုက်ကိုဆင်းလာပါစိတ်တိုက်မှာကွန်တတွေတွေအမိုက်မဖြစ်ရဘလုံးကတော့တပြေးနဲ့ကြီးလာပထမအမိုက်မဖြစ်ရနောက်ပေါ်တော့
ဟုတ်ကြတယ်အမိုက်မပြရမိုက်မပြရဖြစ်တာပဲနောက်တစ်ပြေးနေဒီအမိုက်မပြရဆိုစိုင်းဖို့ကပျောက်သွားနိုင်ငံခြားတိုင်းပြည်တွေမှာစိုက်တွေပဲဘာမှမတွေ့ရအောင်သင်ချထိုင်လို့ရတယ်ခမင်းပုံစားလို့ရတယ်ဆိုတော့စိုက်ပေါ်မှာကန်ဖိုက်များကလည်းတိုက်ကောင်းကောင်းဆောက်ရတယ်စိုက်ပေါ်မှာနေရောပုံကူများကလည်းဒါတွေသတိထားတယ်ပေါ့နော်ငါတိုက်ငါအခန်းကပြီးတယ်ဘက်ကနဲ့ပြစ်ထားတယ်အောင်းလူရှိနေတယ်ဒါကြောင့်မလို့အဲ့ဒါကိုကျင်တရားမှာပတ်ပါတယ်ကျောင်းတွေဘယ်လောက်ပဲစောင့်နေတရားစခန်းထဲမှာတရားရည်တာမှာဘယ်လောက်ဉာဏ်ကြီးတွေရရင်အဲ့ဒီလူတို့ရဲ့အခြေခံကိုကျင်တရားမရှိရင်ဆော်ရပဲတရားဘာဝနာလေးအားလုံးလိုက်လို့အကိန်းများနတ်ဖြစ်သွားတော့မှလေကလေးဘဝနတ်ဖြစ်မယ်စီးမရှိခင်ဗျံမတာနတ်ဖြစ်မယ်အဲ့ဒါမှတ်တာနတ်ဖြစ်တော့မှဒါသိကြသွားပြီဘုန်းကြီးပြင်လဲအဲ့ဒါစီးမရင်ဘုန်းကြီးပဲအဲ့ဒါသိမရှိကမ်းမရှိဗျံပရာဖြစ်တတ်ပါလိမ့်နော်ဗျံပရာဘဝကလာရင်ဗျံပရာဖြစ်တတ်ပါလိမ့်ဒါကြောင့်မလို့ကျွန်တော်တို့ဓမ္မအကိကအချက်များစီဘုန်းကြီးဆိုရွာတော့လဲဘုဇနာဣဒာယဘုဇနာဒုက္ခယဘုဇနာသအထာယအတိဝါလုံးက၎င်းတိုးတက်ဖို့ဣဒတိုးတက်ဖို့ဒုက္ခချမ်းသာဖို့အထအကျိုးစီးပွားအကျိုးတွေရှိဖို့အဲ့ဒါပြောရပါတယ်ဘာတွေနဲ့သွားမလဲတတိလေးတွေနဲ့ထိန်းတယ်လောကကြီးကိုသီလလေးနဲ့ထိန်းတယ်သမာဓိနဲ့ထိန်းတယ်ပညာနဲ့ထိန်းတယ်ဝိရိယနဲ့ထိန်းတယ်အဲ့ဒါလေးတွေထိန်းပြီးတယ်ဓမ္မဝိနည်းနှစ်ပါးဖြင့်ထိန်းခြင်းကိုအာစိဏလို့ဆိုပါသည်ပေါင်းတော့နော်သုဒ္ဓနာပရိယာယနာတိဝတိကံဗလာသမပတ္တိသမပစ္စနံမဟာကရုဏသမပတ္တိသမပစ္စနံဘုရားသကုဏလောကဝောလောကနံအတုပရိဝသေနသုတ်တန္တဒေသနာဇာတကကထာတိဣဒံအာစိဏံတဲ့မြတ်စွာဘုရားရှင်ဒီမနမိုးလင်းလိုက်ရင်မဝင်းစောရဲ့ဖလားသမပဝန်စားတယ်ဖလားသမပဝန်စားပြီးမဟာကရုဏသမပဝန်စားလိုက်ဝန်စားပြီးတော့မှလောကကြီးကိုဘုရားမျက်စိနဲ့ကြည့်လိုက်တယ်ဘယ်သူတွေကိုသုံးမမယ်ဘယ်သူတွေကိုပြောရမယ်ဘုရားမချမ်းပါဘူးတဲ့ဒီကနေ့ဓမ္မစရိလို့ပြောလိုက်ချင်းဒီကရုဏာရှိလို့ပြောတာကရုဏာမြင်ကိုကြောင့်လည်းကိုသင်္ကန်းကျော်အိမ်မှာဘောဟုတ်တရားဟောတော့မှာတော့ကျောင်းကဝါပြည့်လေဈေးတဲ့နေကျောင်းဆောက်ပြီးမနေ့ဆောင်းညမနေ့တဲ့ဆောင်းကစားအေးအမလေးဒိုရလေးရဲ့ဘာမှသိဆောက်ကြမလို့လက်ရှိရှိတဲ့ကျောင်းလေး30လောက်ဒီကျောင်းတော့ခင်ဟာသိ100ပါထားပါမယ်ခုတရားထိုင်မဲ့ယောဂီတွေအတွက်သူတို့ဆွမ်းစားဖို့အတွက်ရာနဲ့ထောင်းနဲ့ရှိစားလေးပြင်နေရနော်ဟောလို့ကြလို့လေ3လတော့တရားဟောလိုက်ရင်ကျောင်းလေးတစ်ကျောင်းတော့အေးစေးစေးပဲနော်3လတော့တရားဟောလို့150 150ဟာသာလိဆောက်ဘောလုံးဘောလေးနှိမ့်လိုက်ရှိလိုက်မနေ့ကျွဲလေးဆောက်လိုက်မနေ့ဆုံးလေးဆောက်ခံလိုက်ရတာပဲခြေကနာလေးပြေးလိုက်ဒီပြီးတာပဲရတယ်ကိုလုံးလို့ရတယ်နော်ရတယ်နော်ဘာဖြစ်ဘာဆိုအဲ့ဒါတွေဟာဇီဝဘုရားရှင်ရဲ့သာသနာရဲ့အစ်မဟုတ်လားမဟုတ်ပါဘူးတဲ့အဝိနည်းပါနော်ဝိနည်းတွေအဝိနည်းလုပ်နေလို့ရှိရင်တဲ့ဟောဝိနည်းလို့ခေါ်တဲ့အရာတွေကိုအဝိနည်းလို့ရှိရင်အဲ့ဒါသာသနာကွယ်ကြောင်းပါတို့ရဲ့ဇီဝမဲ့ကြောင်းချမ်းသာမဟုတ်ဘဲနဲ့ဆင်းရဲကြောင်းမတိုးတက်ကြောင်းဖြစ်ပါတယ်တဲ့အဲ့ဒါအာစိဏမဟုတ်ပါဘူးအနာစိဏတွေမြတ်စွာဘုရားရှင်ကအာစိဏဘုရားရှင်ပါတယ်လေအာဂနုခေတ္တိပရမံပရိသန္တာရကရဏံတိဣဒံအာစိဏံဘုရားရှင်တို့မြည်ဒီလိုဆိုတော့အာစိဏကံဆိုတော့သူ့ဘူးများသည်သူ့ဘူး10ဘူးကနေ20ဖြစ်ရမယ်အဟောင်းတွေကနေပြီးတော့အသစ်တွေကိုဘာလို့ရမလဲအဟောင်းတွေကနေ10ဘူးရှိရင်ဘူး20ဖြစ်ရမယ်အသစ်ရောက်လာသောပုဂ္ဂိုလ်များကိုဧည့်သည်များကိုပြုငှခြင်းသည်ဘုရားရဲ့အာစိဏကံဟုတ်တယ်လေဧည့်သည်များကိုပြောကြည့်ရမှာတခါကြီးဧည့်သည်ဆိုတာဘာလဲအသစ်တွေဒါဆိုရင်တရားနာတဲ့ပုဂ္ဂိုလ်တွေတရားကျင့်တဲ့ပုဂ္ဂိုလ်တွေဆုံးလုံးတဲ့ပုဂ္ဂိုလ်တွေဒီနေ့ဆုံးလုံးတဲ့ပုဂ္ဂိုလ်ကဝဇ္ဇာတပိဋ္ဌာလုံးနောက်တစ်နေ့ကျရင်နှစ်ပိဋ္ဌာလုံးနိုင်အောင်အဲ့ဒါဘုရားရှင်အသိဖြစ်ပါပဲတဲ့ဒီထဲမှာအပွက်ဝင်နေအစ်စ်ဖြစ်လာမယ်ရံမျိုးအောင်သံဃာရဏဆုံးလုံးတဲ့ကြီးဒီတပြေးနဲ့စီကားလာမယ်တခါတည်းပြောလိုက်ပါမယ်ကျွန်ုပ်တို့မြန်မာများသည်အဖွဲ့အစည်းတစ်ခုဖွဲ့ရင်တစ်နှစ်တော့ဟုတ်တယ်နှစ်နှစ်မဟုတ်တော့3နှစ်ပြည့်ကုန်ဒါဒီတိုင်းညခဲကြည့်ပါဟိုနိုင်ငံရေးပြောတာမဟုတ်ဘူးနော်ဘာသာရေးနဲ့ပတ်သက်နေကြည့်တယ်ဒီဟာဒီကိုကြည့်နေပြန်ပြဿနာတက်တော့မယ်ဒါဒီကဝါဒဘာအဖွဲ့ညာအဖွဲ့ပြီးရောသူနဲ့သူနဲ့မတည့်ဘူးဒါကြောင့်မလို့တစ်ချက်တည်းပဲစံလုပ်ပါအဲ့ဒါဘာလဲဆိုတော့ဓမ္မသံဘောကမိတ်ဆွေပဲလုပ်ပါပစ္စယသံဘောကမိတ်ဆွေမလုပ်ပါနဲ့ဘာသံဘောဘာမိတ်ဆွေလဲဓမ္မသံဘောကမိတ်ဆွေဆိုတာဓမ္မသံဘောကမိတ်ဆွေဆိုတာတရားကိုသုံးဆောင်ရင်းနဲ့တရားနာရင်သိတဲ့အသိပါပစ္စယသံဘောကဈေးရောင်းရင်းနဲ့ပစ္စည်းပေါင်နှံခြေခ
အဲ့တော့တရားနာရင်းနဲ့သိတဲ့မိတ်ဆွေတွေတပြေးနဲ့တရားခုရံမျိုးအောင်ဆွမ်းလောင်းသိကြီးဆိုပြီးတောက်တာရောင်မျိုးဆိုင်ရာအာဇင်တွေကစုမြတ်လောက်တာရောဟိုပစ္စည်းဟိုလိုချေဒီပစ္စည်းဒီလိုချေဟိုကားရောင်ဒီရောင်ဆိုအဲ့မှာမုံမြဟောဘာဖြစ်လဲပုံအဲ့ဒါဘုံကအဲ့ဒီစပါတယ်ဒါကြောင့်ဓမ္မသံဃောကမေ့စီပဲလုပ်ပါစစ်ဆက်သံဃောကမေ့စီမလုပ်ပါနဲ့မြတ်စွာဘုရားရှင်သည်သံဃာတော်ရှင်သူများအသေးသေးတွေကြွလာလို့ရှိရင်ဘုရားရှင်ကပဋိသန္ဓရစကားစိတ်သားတို့နေကောင်းရလားခံကောင်းရလားဆောင်းပြည့်စုံရလားဆိုပြီးတော့ဘုရားရှင်အာစိဏဘာလဲလဲဆောင်းပြည့်စုံရလားသင်္ကန်းပြည့်စုံရလားမင်းတို့သီလသမာဓိကြီးဖြစ်ရလားအချင်းချင်းညီညွတ်နေကြရလားဟောအာဝိဝရမာနသမက်ကသံဘောဓနာဘာလဲလဲဆောင်းပြည့်စုံရလားပစ္စည်းအချင်းချင်းပြောလိုက်မယ်ပစ္စည်းလေးပါးပြည့်စုံရလားဘာဝနာတွေများထုံမွန်းရလားကမ္မထမ်းတွေမှာမမိတ်မလျော့အပ္ပမတ္တကမ္မထမ်းတွေမှာမမိတ်မလျော့ရှိရလားအချင်းချင်းညီညီညွတ်ညွတ်ရှိရလားသုံးခုပဲခဲ့ခင်ဗျာအကျုံပြောတော့ဒီလိုဆိုရင်လည်းရောင်မျိုးလုံးရံမျိုးအောင်သံဃာဒါနဆောင်းလောင်းအသိကြီးသံဃာတော်ရှင်သူမြတ်တွေကိုတွေ့ရင်အရှင်ဘုရားတို့ဘုရားဆောင်းကိစ္စပြည့်စုံရလားဩမရတော့နော်သံဃာတော်ဒီဆောင်းလောင်းအသိကြီးကိုဘုန်းကြီးတို့ဟောတာပေးခဲ့ပါတယ်အရှင်မြတ်တို့ဘုရားသံဃာတော်ရှင်သူမြတ်တို့ရှင်ဘုရားရှင်တို့ကြောင့်ဘယ်နဲ့ဆင်ပြေရလားဒီလိုဆောင်းလောင်းနေတယ်ဒါမဟုတ်လို့ရှင်ကိုယ့်ရဲ့သူသားကိုယ့်ရဲ့ယဟန်လေးရောက်လာလို့ရှင်ဆောင်းပြေစုံရလားသင်္ကန်းပြေစုံလားမေးပါရှင်မြတ်ဘုရားကြွလဲဟာမန္တလေးမှာဘာကနာခေါ်လဲသွားပြီအဲ့လိုမေးတာပြောတာလေမေးဘူးလားမေးတယ်အလဲတိုင်းနောက်တိုင်းဒါမို့လားသွားရောအဲ့တော့ဘုရားရဲ့အာစိဏမဟုတ်ဘူးအနာစိဏဘုရားမလေးချက်တာလေးချက်သောသင်္ကန်းကြောင်းစိတ်ပြည့်စုံရလားဘုရားတို့မေးတယ်ပြီးရင်ကမ္မထမ်းမှာမမေးလျော့ရလားဦးဇင်းစာသင်တဲ့ပုံမှာပြောပါကျောက်တို့လည်းပြောပါဥပဒနာကြောင်းရှင်များကြောင်းဘုရားသောသင်္ကန်းပြည့်စုံရလားပြည့်စုံပါတယ်ဗျာရှင်ဘုရားသာသနာမှာမမေ့မလျော့နေရလားဗျာမေးရမယ်ကိုယဟန်ဆိုရင်ကိုယဟန်မို့တော့ကောင်းမလို့လက်ပြည့်ထိုးခံတယ်ပြောတယ်ခင်ဗျားဘာလဲကွာဆိုချသွားတယ်ပြောလားနော်ကွာတကားကြီးခင်ဗျားကျုပ်ယဟန်ဆိုတော့မေးပေါ့ဗျာကျုပ်ယဟန်မလို့ရှင်တော့ခင်ဗျားပါခင်ဗျားယဟန်တကားလားခင်ဗျားဒါလေးတော့ခင်ဗျားဘာလဲအဲ့ဖြစ်သွားတယ်အဲ့ဆိုတော့ကိုယဟန်နေကိုနဲ့သားကိုတူကိုညီကိုဝင်းဆိုရင်တော့သောသင်္ကန်းကြောင်းစီပြည့်စုံလားပရိယပရိပတ်မှာအားထုတ်ရလားအရှင်ဘုရားကျောင်းမှာခြားသမက်ကသတင်းသုံးပေါ်တွေနဲ့ညီညီညွတ်ညွတ်ရှိရလားလို့မေးပါအဲ့ဒါဗါတယ်လေအာစိဏဘုရားရှင်ရဲ့အလေးအထရမလားဘုရားရှင်ရဲ့ဗါတယ်လေဘုရားရှင်ရဲ့အလေးဒါတဲ့ဘုရားရှင်ရဲ့အလေးဒါရှင်ကဒီနေ့ဗမာဝါဆိုမှလဲဝါဆိုသင်္ကန်းပြည့်စုံရလားရှင်ကတော့ဝါဆိုသင်္ကန်းပြည့်စုံပြီရှင်ကျောင်းမှာကထိန်ခင်းတာရှိပါရဲ့လားအဲ့ဒါခင်ဗျားတို့မေးရမယ်အလေးတဲ့ဘုန်းကြီးတွေတော့မလုပ်မဟုတ်ဘုန်းကြီးတို့ကပရိယပရိပတ်သာသနာကိုလုပ်ရမယ်လုပ်ပါယောဂီတို့ကဘာလုပ်ရမလဲမေးရမှာဘာလို့မေးမှာလဲဘာလို့မေးမှာလဲပစ္စည်းလေးပါရှင်များပြည့်စုံရဲ့လားကမ္မထမ်းလုံးမှာပရိယပရိပတ်လုံးမှာမမေးလျော်ပဲနေပါရဲ့လားသံဃာတော်ချင်းချင်းနေညီညွတ်ပါရဲ့လားယောဂီတို့ကျတော့ဗာမေးရမလဲခင်ဗျားတို့သတိပဋ္ဌာန်တရားတွေကျင့်ပါရဲ့လားသမဗရတရားတွေကျင့်ပါရဲ့လားအိန္ဒြေမဲ့ခင်ဘုဇင်တရားတွေကျင့်သုံးပါရဲ့လားအဲ့ဒါတို့ကမေးရမယ်ဒကာကြီးသားနိုင်ငံခြားနဲ့ဒေါ်လာတွေပို့လားဘုန်းကြီးလည်းလူနော်မရမမေးရနော်မမေးရဘူးမေးလို့ရတယ်မရဘာမေးရဒကာကြီးပစ္စည်းလေးပါနဲ့ခင်ဗျားတို့ဉာဏ်ပြုအောင်သောင်းသောင်းသိကြီးပစ္စည်းလေးပါနဲ့သာသနာတော်ကြီးကိုဟေးဥပဒကာကြီးသာသနာတော်ကြီးကိုပစ္စည်းလေးပါနဲ့ချင်းချင်းထောက်ပံ့လားထောက်ပံ့ပါတယ်ဗျာသတိပဋ္ဌာန်လုပ်တယ်ရောအားထုတ်ရလားအားထုတ်ပါတယ်ဗျာမဲ့ခင်တွေရောပွားရလားပွားပါတယ်ဗျာဘုဇင်တွေရောပွားလားပွားပါတယ်ဗျာအဲ့ဒါတို့မေးရမယ်လို့ဟုတ်ရောင်မှာကားကြီးတွေလို့ပြည့်ဘုန်းကြီးကဘာမှမဆိုင်ဘူးဓာတ်တွေတက်လာဘုန်းကြီးကဘာမှမဆိုင်နော်ကိုင်းတော်ဘုန်းကြီးကဘာလဲအားမဆိုင်ဘူးတဲ့အဲ့တော့အာစိဏမြတ်စွာဘုရားရှင်ဒီမှာပြရတဲ့သတ္တရောသတိပဋ္ဌာန်သတ္တရောသမဗရဏသတ္တရောဣရိပါဒသတ္တရောဣရိပါဒပင်စဗလာသတ္တဘုဇင်အာရိယောတမိဘောမက်ကောအဲ့ဒါမြတ်စွာဘုရားကမေးတိုင်းတဲ့အရာတွေပါအဲ့ဒီမေးတိုင်းတဲ့အရာတွေကျွန်တော်တို့ကမမေးဘဲနဲ့ဒီနေ့အရာတွေမေးနေရင်အဲ့ဒါဘုရားရှင်ရဲ့အနာစိဏဘုရားရှင်မလေးချက်ဘူးလေဗျာရမလားဘုရားရှင်ပါတယ်လေမလေးချက်ဘူးနောက်ပြီးတော့
အဖဝင်နေချင်းချင်းနဲ့ရင်းရင်ကြီးကြီးခေါ်ဆိုခြင်းကလည်းဘုရားရှင်အလေးချက်ပဲတဲ့နော်တတ်နိုင်လို့ရှိရင်ဟာကိုလာတမ်းမပါသေးပါလားဟာကိုမြမပါသေးပါလားနာမည်လေးတွေကိုမြတ်စွာဘုရားကိုယ်ဝင်တော်သလားမြတ်စွာဘုရားကအမည်လေးကိုတက်ပြီးခေါ်တယ်တော့ဝိတာကဓမ္မဒိဏမန္လိကာလို့အဲ့တော့ဟာကိုဝင်တော်ပါလားကြွလေဟေးဟဲ့လူကြီးဟဲ့တကိုကြီးမလုပ်ပါနဲ့ဟာအကယ်ဦးဝင်သာပါအကယ်ဦးတော့အဲ့လိုအမည်တက်ပြီးတော့ကိုယ့်အဖွဲ့ဝင်တွေကိုနာမည်လေးနိုင်ငံသားတိုက်ပြည်တွေမှာတော့ Hey you အဲ့စိတ်မကောင်းအဲ့စိတ်နဲ့နည်းနည်းလေးထင်လာရင်ဘုန်းကြီးတို့ကျောင်းသားတွေနဲ့ဒါလည်းကောသလဒါလည်းဟာဆရာကြီးဒါလည်းဆိုခင်ဗျားဒီမှာတော့တမျိုးထင်တယ်ဒါလည်းဆိုကြီးသားတို့ဖြစ်သူတို့မဟုတ်ဘူးဒါလည်းနည်းနည်းလေးကောင်းလာတာဟန်နေခေါ်ကားတာပဲကိုလည်းပြန်ခေါ်တာကောင်းပါလေဟန်နေဟာသိတော့ကြဒါလည်းဟန်နေ Mr. Mrs. Miss ဆိုတာသိမဟုတ်သေးဘူးအဲ့တော့ Mrs. တို့ Mr. တို့ဆိုတာလည်းနည်းနည်းလေးမရင်းသေးဘူးဗျာအဲ့တော့ဒါလည်းဟန်နေအဲ့ဒါလည်းပြီးတော့ favorite တွေကကောသနာအဲ့ဒီကောသနာမှာလည်းနာမည်ကို David Beckham လို့မခေါ်ဘဲနဲ့ Beckham လို့ခေါ်ရင်သူအဲ့ဒီလိုမျိုးခေါ်ရင်ပို့ပြီးတော့ favorite ဖြစ်ပါလေပို့ချိတ်ဆိုတော့ကိုဝင်းစောဆိုရင် Mr. Win ဆိုသိချိတ်ဝင်းစောလို့ခေါ်ရတော့နာမည်ကိုနှလုံးကိုတစ်လုံးချက်ခေါ်ရင်ခင်ဗျားတို့ခေါ်တော့ဗျာဇော်ရေးကြော်ရေးကော်ရေးအဲ့လိုကော်ရေးလို့ခေါ်တော့ဗျာဟုတ်လားဒါတော့မြတ်စွာဘုရားရှင်ကတဲ့အမည်နာမည်လေးကိုတက်ပြီးတော့ခေါ်ဆိုခြင်းတွေဘုရားရှင်ရဲ့အလေးကျင့်မျိုးဖြစ်ပါလေဒါကြောင့်မလို့ဟာတော်အေးအဲ့လိုအမေအေးအမအေးအမမြအေးအဲ့ဒါမျိုးလေးတွေခေါ်ခြင်းတွေ favorite ဖြစ်တယ်အာစိဏဖြစ်တယ်နော်ဒါကြောင့်မလို့အဖွဲ့ဝင်တွေအနေနဲ့ကတော့အဲ့လိုမျိုးလုပ်ရပါတယ်တဲ့အာစိဏအကြောင်းဆိုတော့ဒါပါပဲမြတ်စွာဘုရားရှင်လေ့ကျက်တဲ့တရားတွေကိုလေ့ကျက်ရမယ်မြတ်စွာဘုရားရှင်မလေ့ကျက်တဲ့အရာတွေကိုမလေ့ကျက်နဲ့ဒါတော့ကောင်းပြီအခုတရားလေးမသိငင်မြတ်စွာဘုရားလေ့ကျက်တဲ့အချက်5ချက်ကိုပြောပါမယ်ဟုတ်ပြီနော်ဟုတ်တယ်လေအချက်5ချက်အများကြီးရှိတယ်ကဘုန်းကြီးတို့ကတော့နည်းနည်းလေးချုပ်ပြောရဘုရားရှင်လေ့ကျက်တဲ့အချက်5ချက်လိုက်ကြည့်ရနော်လိုက်မှတ်တာနော်တခါတည်းပြီးမှာဘုရားရှင်လေ့ကျက်တဲ့အချက်5ချက်ဆိုတော့ဘုန်းကြီးမှတ်တာအာစိဏကပုဂ္ဂိုလ်ကမလို့အရိယဝန္တဖြစ်အရိယဝန္တဟုတ်တယ်လေအရိယဆိုတဲ့အရိယဝန္တဆိုတာကအဆက်အနွယ်အရိယတို့ရဲ့ရှေ့အရိယတို့ရဲ့အလေးအထားတွေဟောအရိယတွေဘာလဲလဲအလေးအထားတွေအဲ့ဒါတွေကိုလိုက်နာပါမယ်အရိယဝန္တအရိယတို့ရဲ့ဘုရားစာကြည်ကုန်သောအရိယတို့ရဲ့အစဉ်အလာဘာလဲဘုရားစာကြည်သောပုဂ္ဂိုလ်တို့ရဲ့အစဉ်အလာကြားမလားပြောကြည့်ဘုရားစာကြည့်သောအရိယာတို့ရဲ့အစဉ်လာကိုအရိယာဝန္တအဲ့ဒါလုပ်ရမယ်လို့အရိယာဝန္တနော်နောက်ပြီးတော့အရိယာဝန္တပြီးတော့ဒါဒီမှတ်သာသာလေးခင်ဗျားတို့5ချက်ပဲအဲ့ခင်ညအချင်းမွန်းတဲ့ဆုံးတော်ကောင်းတွေအချင်းမွန်းတဲ့ဆုံးကိစ္စကိုလုပ်ရမယ်ရမလားအရိယာဝန္တဘုရားစသောအရိယာတို့ရဲ့အစဉ်အလာရှင်းထုံးလို့ဆိုတယ်ရှင်းထုံးလို့ဆိုတယ်အစဉ်လာလို့ဆိုတယ်အစဉ်လာနောက်တစ်မျိုးလာလေဦးနော်အခင်ညအာယဂငယ်နှလုံးဆင့်ညာရညအခင်ညအဲဒီအခင်ညဆိုတာဘာလဲတဲ့အချင်းမွန်းတဲ့နဲ့လောကကြီးမှာအချင်းမွန်းတဲ့ဆုံးအရာကိုရွေးလို့ရရတ္တညရာဂောရသာဝမုံနှလုံးဆင့်ညာရညရတ္တညအကြောင်းအရာတစ်ခုစီကြားသိခံရမယ်အဲ့ဒါအာစိဏသုံးလောင်းတင်လေး3နှစ်လောက်ကြာပြောက်သွားတယ်မလုပ်ပါနဲ့နော်ဖြစ်တတ်တဲ့အလေးထားတွေကိုပြောတာပါဒါမြန်မာတွေကအဲ့ဒီကျင့်လေးတွေရှိတယ်ဒီနာပန်းလိုက်အိမ်ရာဒီရက်ကွက်လေးတွေမှာဒူကြီးက1000လောက်ရှိတယ်တစ်ပိတိုင်းတစ်ဆိုင်ဖွင့်လူဆောင်ဆိုတော့တစ်ပိတိုင်းနဲ့သိတာပေါ့ဥပဒကိုင်းနဲ့ဘယ်လိုပေါ့ဟမ်ဟာဥအောင်လားလက်ပိတ်အောင်လက်ပိတ်တယ်ဟာတိတိတိုးနေအဲ့ဒီမှာကိုဝင်းစောကကိုကပ္ပယကိုဝင်းစောကတပိတ်တို့သက်စိတ်ကြိုက်သားပဲဟာသူဥအောင်လားငကိုတော့သပိတ်လေးအခုသပိတ်ဥအောင်လားတပိတ်နဲ့ပပလီကာနေဥအောင်လားတပိတ်နဲ့မကျင်းမောကားလေးတက်လာပြီလက်ပိတ်တိုင်းဖွင့်နှစ်ဆိုင်တက်သွားသူများလုံးနဲ့လည်းလောက်တာပြောတာနှစ်ဆိုင်ဖြစ်သွားတာလူကြီးကဥအောင်လားကနာမည်ရှိနေတာဖြစ်ချင်းကြောင့်လူ1000လောက်ရှိတဲ့လမ်းလေးထဲမှာဥအောင်လားဆိုင်က800လောက်သွားမယ်ကိုဝင်းစောဆိုင်က200လောက်သွားတယ်အဲကြတပည့်နဲ့ကိုအောင်လားဒီကောင်လေးကသူများကြည့်လို့ဆောက်လိုက်လို့ဒေါသတွေကကိန်းလာတယ်ကိန်းလာမှာဟိုဘက်ကကိုဝင်းစောဆိုင်မှာပလာတာတပည့်တော့ပလာတာဘောကကြီးဟမ်ပြန်နေပြန်ငါဟမ်
တရားကထာမှာကတရား50အခုအောင်လား150နဲ့ကိုတယောက်လည်း150ရောင်းတယ်ကိုဝင်းဆို100ချလိုက်ဟာဘောလားခင်ဗျာဟိုမှာဝင်းစောဆိုင်ရက100နဲ့ရောင်းနေတာနော်အဲ့ကောင်လည်းအဲ့လိုပဲသမယဈေးလိုက်ချက်တာဟောဒေါသလည်းဖြစ်တော့လုပ်ငန်းတိုင်းအဆင်မပြေတော့ဒေါသဖြစ်အဲ့ဒါ100ကိုသူ90ဟဲ့50သက်သာလည်းမနေဘူး100လည်းနည်းနည်းပထမလက်ဖက်ရကောင်းတယ်100အစဆိုင်ဖို့တော့ကောင်းတာပဲဆိုင်ဖို့ကကြတော့ကောင်းတာကြီးပဲရန်ကုန်မြို့ဆိုင်နေသလားအဲ့ဒါကိုဝင်းစောဆိုင်မဲ့သူကဒီဘက်က400ဦးအောင်လာကနည်းနည်းလေးနာမည်လေးရှိနေသေးတယ်လူတွေကမိတ်ကဖြစ်နေသေးတော့နောက်တော့ဆိုင်ပုဂ္ဂောသန္တာဆိုင်ဓမ္မစီရီတစ်ပိတယ်ပြန်ထွက်လာ30ကျက်တော့ဟာအပြိုင်ဘောကောင်မလေးချောချောလေးနဲ့ကျော်ဝင်နေတခါတည်းပို့သဝဲတွေထိုးတာပေါ့အဲ့ဆိုတော့တော်တော်များများကအဲ့ဒါဝါဒနာပါတဲ့ပို့ရဓမ္မစီရီဆိုင်ရောက်လာဦးအောင်လာကျင်းလာဒီဘုန်းကြီးလူတွေကလည်းပြည့်ရင်လာဖွင့်နေတာဒါမှမဟုတ်လားစိတ်ကဒေါသလည်းဖြစ်လာဒေါသလုပ်ရမကောင်းတော့ဘူးလေအဲ့တော့1300လောက်မျှသွားတယ်ဟာအဲ့ဒီမှာဟိုသူပါဟဲ့ကလည်းတီဗီရိုက်တာမကောင်းဘူးသူပါဟဲ့ကဟာတို့ကဘိုးလည်းဖြစ်ရင်ကိုနိုင်ရာမင်းညကိုနိုင်ဖိုင်းတရားဒါပေမဲ့ခုန40ကျက်သွားဦးအောင်လားစိတ်နဲ့ပြက်သွားပြီဘယ်နဲ့ကွာလုပ်ငန်းကံကမကောင်းတော့အလုပ်သမားတွေနဲ့ဖြုတ်လိုက်အချို့လုပ်သမားလည်းကိုဝန်းဆိုင်ရောက်သွားဦးအောင်လားဆိုင်သိမ်းသွားပါပထမဦးဆုံးဆိုင်တော့သိမ်းသွားဆိုတော့ကိုဝန်းကလည်းဦးအောင်လားဒီနေ့လေးပြောင်းလို့တော့အေးငါလည်းလက်ပိတ်ဆိုင်ပြောင်းတော့ဒါနှစ်ဆိုင်ဖြုတ်သွားပြန်အောင်ဥပ္ပဒါနာလည်းမကောင်းပါဘူးကွာဟာငါဘုန်းကြီးလေးပြန်ပြီးတော့ဘုန်းကြီးတရားဟောတော့ကောင်းပါလေကွာလက်ပိတ်ဆိုင်မရှိပြန်ဘူးတော့300ကိုနဲ့လည်းအေးကွာအဲ့ဘုန်းကြီးတရားဟောငါလိုက်တီဗီရိုက်မယ်ကွာဆိုင်ကလည်းလက်ပိတ်ကလုံးဝမတော့တော့ဖြစ်သွားတယ်အဲ့ဒီတိုင်းမကောင်းဘူးလက်တင်ညကြံ့စိတ်ခံအောင်ဟာကိုရမရှိရင်လည်းတလုံးမထားမရှိတော့နော်ဟုတ်တယ်မယုံကြည်အဲ့ဒီတိုင်းကြီးပဲကြာမလို့ကြည့်တယ်အဲ့လက်ပိတ်ရင်ဘုန်းကြီးတို့သာနာတဲ့ကိုရှင်တာကြည့်တယ်လက်ပိတ်ရင်ကဘုန်းကြီးတွေကလက်ပိတ်သာနာတဲ့ကိုသွားကြရမရှိဘူးလေအဲ့တော့အဲ့ဒီဆိုင်လေးပဲတော့ဟာလက်ပိတ်ဆိုင်ကြီးဘုန်းကြီးတွေကပါ300ဆိုတော့မှဟုတ်တော့တပြေးနဲ့ဆိုင်တွေကပါဆိုင်မှမပြောအဲ့လက်ပိတ်တွေတောက်ရှင်လို့တော့မရှိတော့ဗျာအဲ့ဒါလက်တင်ညမရှိဘူးတဲ့နော်ရာတော်ရတာတောင်းမနှလုံးစင်ညကြီးရက်တင်ညကြာရှည်ခံရပါမယ်တဲ့အသိဏကံဆိုတာပဲနောက်တစ်ခါကျတော့ဗာလဲနောက်တစ်ခါပောရဏဆိုရင်တို့ဘာလို့ရဘောဘာလို့ရတာနာကြည်နပောရဏရှင်းကနေပြီးတော့ဒီနေ့တိအောင်ခံခဲ့တဲ့အချိန်မျိုးဖြစ်ရမယ်ဦးအောင်လားလုပ်ခဲ့ရင်ဦးအောင်လားတော့ကတော့အဖေတော့လုပ်ခဲ့တာပဲဒီအဖေကသူကအလုံးမရှိလို့ငါတို့ကြတော့ငါအဖေလုပ်ခဲ့ငါတို့တိအောင်ထိုတော့ကနေခုတိအောင်အဲ့ဒါကိုပောရဏလို့ဆိုပါသည်အသံကိဏသစ္စုပ္ပန်အတိတ်နာကကာလ300မှာဒီလုပ်ငန်းကြီးတွေမကောင်းဘူးလို့အတိတ်တုန်းကလုပ်ခဲ့တယ်ဒါအခုမကောင်းတော့ဟုတ်ပြီနော်ဟိုတုန်းကလုပ်ခဲ့တယ်အခုမကောင်းတော့အခုသိဉာဏ်ရှိတဲ့ကောင်မကောင်းတော့ဟိုတုန်းကတော့ဥရှင်တင်ဟုတ်သားပဲရေငယ်လေးကိုပိုင်ကဆိုရတဲ့ဘိုးရှင်ခင်ဗျာကောင်းစင်မှာ6တယ်လည်းစောင်းတော့အမြင်မကြီးချွတ်ခဲ့ပါဒါမဟုတ်ဘူးလေဥရှင်ကြီးလည်း2ပေါင်းရှာပြီပဲဘယ်မောင်တင်တယ်နဲ့မောင်နှမကြီးဘယ်မောင်တင်တယ်ဒီပေါင်း1300လောက်ကပဲမောင်တင်တယ်လို့ဆိုရင်မောင်တင်တယ်လည်းမွေးဒီဘဝတွေသူ့ life ဆိုတာတကယ်ဒီ life of cycle ကြီးอ่ะဒါကြီးอ่ะဒီ cycle or river ကြီးอ่ะပြောင်းလဲနေတာပဲဥအောင်လားအခုတက်ဘယ်လောက်ရှိမလဲဘာနဲ့နီးလာပြီလဲပကက်နဲ့နီးလာသခေါင်းနဲ့နီးလာမပြောရဘူးနော်ပြောဘာနီးသွားဟုတ်ဗျာကြောက်တယ်ဗျာအောင်းမလေးကရာကောင်းတာနေရာကြောက်ပါနဲ့နော်ညမတော်စားတစ်ခုဖြစ်သွားသူ့ကာရမီတွေတော့အဲ့ဒီဥပောသနာနမိတ်ဖတ်သွားတယ်ပြောတော့မှာဒုက္ခနော်ရှင်းနေဝေဝေရှင်းသူတွေနဲ့ရှင်းနေသမျှပေါင်းပေါ်ရဒီကိုရမြင်မှမလွဲတာဒီသွားသက်တည်ရှိလေလေပခက်နဲ့ပြီးဝေးလေလေတော့နီးလေပြင်ခေါင်းအမှန်အောင်လေဒီဆရာတော်ပြောတာကျုပ်ပြောတာမဟုတ်နော်အကြောင်းမလဲ3ရက်ကျော်ကပုတ်စွန်ကြီးနဲ့ရင်သွေးပြန်တော့မှစစ်သူမကတ်ဘူးလက်ပြီးရှုဆုံးတကယ်မုန်းဤဒါပြောတာပါအဲ့ဆိုတော့ကာလတွေပြောင်းလာတာပြောတာပါအဲ့လိုပြောင်းလာတာဒီအသိဉ္ကအသံကိဏအာယေတာယေတဲ့တန်ကာကြီးတို့နိကိနာယိနှလုံးဆင့်အသံကိဏအဲ့အာသိဉ္ကအတွက်ပြီးခဲ့တဲ့ဩဝါဒ5ချက်အတိတ်ကောင်းပြီးတော့ပြစ္ဆုတ်ပညာတော်အဲ့ဒါပယ်လိုက်ပြစ္ဆုတ်ပညာကအနာဂတ်တော့မကောင်းဘူးအဲ့လိုမျိုးနဲ့ကာလ3ရက်မှာမဖြစ်ပေအပ်တဲ့အလုံးမျိုးကိုလုပ်ပါလို့အာရုံတော်အသိဉ္ကတရားဝဲတရားနာကြသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့အဲ့ဒါကြောင့်မလို့အာသနကအာသိဉ္ကပုံမှန်လုပ်တဲ့ကုသိုလ်ရှိထားရင်မတော်တဆဘဝများစောင်းသွားရင်တော့ပြန်တက်ပါတယ်နော်။ကောင်းဘုန်းကြီးတော်တို့လည်းဆက်ဆက်ရှိသေးတာဖြစ်စင်ညာတရားသိမယ်နော်။
အပမရိနာဘိဝေသံဃာရိတာဘိကွေဘေဝေဝတရားနာပိသဝံတော်ကောင်းတို့အပမရိနာမမိတ်မလျောမပေါ့မစမြင်းမြင်တဲ့တရိတရားဖြင့်သမာရိတာပြည့်စုံရကြပါကောင်းတော်သမာရိတာမြင်ရမှလည်းမမိတ်နဲ့ကြားရမှလည်းမမိတ်နဲ့နိုင်ရမှလည်းမမိတ်နဲ့စားရမှလည်းမမိတ်နဲ့သွားရမှလည်းမမိတ်နဲ့မိတဲ့ဝါဒနာတွေကိုတနည်းမကြမကြသတိတော်ကြကုန်ပြီဖြစ်ပြီးဒီကနေ့တရားတော်ဆင်ကျင့်ပါရဤဌာနတို့တရားတော်နာကြောရကြကုန်သောတရားနာပိသဘောတော်ကောင်းတို့သည်အပမာဒတရားလက်ကင်ထား၍နိဗ္ဗာန်ရသည့်တိုင်းအောင်ဤအသိဉာဏ်ကုသိုလ်တွေကိုလှုပ်ဆောင်နိုင်သောသူတော်များဖြစ်ကြပါစေကုန်သတည်း